ကြားလို့ကောင်းရရဲ့ ကောင်းပါလေ ဘာကောင်းနေအောင်ဟမ်ဒီစမောင်ငါမေးပေးရတယ်နင်တို့ဟိုတနေ့ကငါပတ်စံပေးလိုက်တယ်အဲ့ဒီပတ်စံတွေကိုလုပ်ငန်းရှင်တွေအသီးသီးစီကိုပေးလိုက်ပါဆိုတာကိုဘယ်လိုလဲ ပြီးလိုက်တယ်လေဦးလေးရဲ့တမီး ပေးလိုက်တယ် ပေးတယ် ပေးတယ်နော်ဒီနေ့ပေးလိုက် ဟောငယ်မနေလဲပေးတယ် ပေးလိုက်တယ် ဟောကြီးလဲပေးတယ်ဟဲ့လားအော်ပြန်ပြောစမ်းပါဦးဘယ်လို ပေးလိုက်တယ် ပေးလိုက်တယ်အေးငါစီကိုမနဲ့တာပဲဖုတ်ဆက်တယ်တယောက်စီကိုတပြေးမှကိုပတ်စံမဝေပါဘူးတဲ့ကဲငါစိတ်ချမလားအောင်ပြီဒီတို့လက်သွဲပေးလိုက်တာ မဟုတ်ဟိုပေးလိုက်တယ်ဆိုတာလေငယ်မကလေဖျားလူကျင်တယ်ဆိုတာနဲ့တမီးကဒီလောက်လေးဘာမှမဖြစ်ဘူးဆိုပြီးသူ့လှုပ်ခိုင်းလိုက်တာ ဟုတ်ဘူးမမနင်ပြောတော့ကြတော့ဖဲရိုက်ခဲ့ပါလေငါတဲ့တေချာဖောက်တဲ့ဒီချက်10စပြန်ရကလို့ပြောတာလေ မဟုတ်ဘူးလေဒီမှာအလမ်းမှာသူကလေဟိုဘာသွားထိုင်နေတယ်တငယ်ချင်းတွေဝိုင်းဆိုသူမျက်နှာငယ်နေပါဆိုတမီးပေးလိုက် အဲ့ဒါသူပေးလို့ငါယူတာ ငါနဲ့ပတ်စလို့လို့နေမဲ့ဘာမှလည်းအရက်တော့မှယူသွားပြီ နေပေးတာလေ တော်တော်ရဲ ဟိုကတော့ဖျားလဲသွားမယ်ဘာလဲသွားမယ်ဆိုတော့ကိုကအကြီးဆိုတော့ကလေးတွေမျက်နှာငယ်မှာဆိုတမီးပတ်စံနေထည့်ပေးလိုက်တာ အဲ့မင်းလည်းပေးခဲ့ပြီးပြန်ယူတယ်ဆိုတော့ ဘယ်လိုပြောလို့လိုက်တာ ကဲတော့ချတော့ဘာမချချင်တော့နင်တို့ဖျားသွားဖို့လို့တော့ဘာသွားဖို့လို့တော့မအရက်တော့ဖို့ဆိုပေးလိုက်တဲ့ပတ်စံမဟုတ်ဘူးဒါနင်တို့တော့ငါလုပ်ငန်းတွေကိုဘယ်လောက်စိတ်ချမယ်ဆိုငါသိကြလို့စမ်းသတ်တဲ့အနေနဲ့နင်တို့ရေချင်းကိုစမ်းတဲ့အနေနဲ့ငါပေးလိုက်တာလေအခုတော့ငါရှက်ကွဲပြီ ဟာစမ်းတတ်တာပဲဦးလေးရဲ့ ဘာစမ်းတယ်လို့မလဲငါရှက်ကွဲပြီဒီမှာငါရဲ့ဒီလုပ်ငန်းနာမည်ပြမရှိဘူးနော်နာမည်တစ်လုံးနဲ့နေတာနော်မမ်းမြို့တော့စတီးလုပ်ငန်းကုမ္ပဏီ limited ဆိုနာမည်တစ်လုံးနဲ့နေတာအေးအဲ့တော့ငါရှက်ကွဲတဲ့အခါမှာငါဒီမှာနေလို့တော့မဖြစ်တော့သိကြတယ် ပေးမနေဘူး ဘာပဲမနေတာဘယ်နေရာနေနေတို့ တမီးအကြံကောင်းချင် ဘာကြောင့်ကောင်းရှိ ဝိုင်းတာရှိတယ်လေ ဒီဝေကိုပါဟမ် မမရလေစိတ်ညစ်ပါတယ်ရေ ဘာငါနေတို့နောက်ပြောနေတာဘုံတော့တယောက်မှာငါအတီပြောနေတာ ဟုတ်တီနာထောင်နေရပါလေ အေးဟုတ်ပြီအဲ့ဒါအတီနားထောင်တယ်ဆိုရင်ငါပြောပြီနော်နင်တို့မျက်နှာကိုလည်းငါမကြည့်ချင်ဘူးငါမျက်နှာကိုလည်းငါတော့ပြန်မကြည့်ချင်တော့အဲ့တော့နင်တို့နဲ့ငါဝင်းဝင်းနေရမှာငါနေတာကောင်းတယ်နင်တို့အချိုးတွေပြင်းပြင်းမပြင်းရင်မမ်းမြို့တော့စတီးလုပ်ငန်းကုမ္ပဏီ limited ကိုနင်တို့လည်းငါအပ်မှာမဟုတ်ဘူးအဲ့တော့နင်တို့ပြင်ဖို့ကြိုးစားထားပါဒါပဲအသွားပြီ ဦးလေး ဟာလေ မတော်ပါလေ သွားပြီ တကယ်တော့ တကယ်တော့တော့ဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ရငါတို့3ယောက်လုံးရဲ့အချိုးတွေကိုတင်ရတော့မှာပေါ့ အေးပြင်မရတော့မယ် စူးစမ်းပြင်မမယ်အေး